အမစကားပါလိုက်ပြီနော်ဒီမှာ ဂျပန်မှာကိုနိုင်နာဆိုတော့ဒါပဲရှိတယ် ပူစကားနားထောင်တဲ့သူပဲရှိတယ် ကိုနိုင်စား ဟိုက်နဲ့ဟိုက်ဝကာရီမစတာ ကိုနိုင်စားလို့ရတာဆိုလို့ဒီပဲရှိတယ် မတန်နေโอ้မြန်လျောပဲမမ အေးဘောနော်ကိုနိုင်စားလို့ရတာဆိုလို့ဒီပဲရှိရလား ဒီတကောင်လေးပဲရှိရနော် ကဲရပြီဘယ်ကွန်းကလူတွေကြောက်နေတော့ခုမှပဲလောကကြီးတာရပါတော့လား ဟေးလို့ဒီမှာခုမှပဲဖုန်းလေးနဲ့ဒီလိုကောင်းသွားတယ် နည်းနည်းကောင်းပါနော်နီးရောက်လာခုမှတော့ဟိုကပါလေအရင် လွ လွ တ် တ်လပ်သွားတဲ့ပုံပေါက်ပါ အေး